အခုမြောက်တကုံမျိုးနဲ့ပေ20 60ပေါ့နော်ပင်လုံလမ်းမကြီးတဲပေါက်လူချင်းနေဆိုတဲ့ဝယ်သူတွေပင်လုံလမ်းမကြီးတဲပေါက်ပေ20 60ရေခွက်လို့လေးရှိပါတယ်ဒါ30ခုရက်ခွက်ဖြစ်ပါတယ်နော်ဒါပင်လုံလမ်းမယူတဲပေါက်တဲ့လမ်းဖြစ်ပါတယ်နော်ဒါပင်လုံလမ်းမယူဆိုရင်ဒါလှမ်းမြင်နေရတယ်ပင်လုံလမ်းမကိုတဲပေါက်တယ်ပေါ့နော်ဒါဒီတစ်ဖက်မှာဆိုရင်ဒါကတော့ဒါကန်ပေါ့နော်ဒါရက်ခွက်ရေကန်ရှိတယ်ဒီတစ်ဖက်မှာဆိုရင်ဒါမဟာဗန္ဓုလလမ်းမကိုဒါတဲပေါက်တယ်နော်မဟာဗန္ဓုလလမ်းမကိုတဲပေါက်တယ်ဒါလမ်းမြင်နေရတာမဟာဗန္ဓုလလမ်းမကြီးဖြစ်ပါတယ်ဒါလမ်းမကြီးတစ်ခုနဲ့နီးတယ်နော်အရန်ကောင်းပါတယ်အခုမြင်တွေ့နေရတာဒီအကွက်လေးကိုရောင်းပေးမှာဖြစ်ပါတယ်ဒီအကွက်လေးဖြစ်ပါတယ်ပေ20 60ကရန်ခွဲစိတ်ပြီးသားဒီအကွက်လွတ်လေးဖြစ်ပါတယ်နော်ပတ်ဝန်းကျင်လေးကတော့အရန်ကိုစိတ်ငြိမ်အေးချမ်းပါတယ်ပင်လုံလမ်းမကြီးတဲပေါက်ကတော့တကယ်ကိုအယောင်ရှားပါတယ်ဒါဒီဘက်ကိုထွက်လိုက်မယ်ဆိုရင်ပင်လုံလမ်းမဒီဘက်ကိုထွက်လိုက်မယ်ဆိုရင်မဟာဗန္ဓုလလမ်းမလမ်းဦးလွတ်ပါတယ်လမ်းဦးလုံးဝလွတ်ပါတယ်နော်လမ်းဦးမညိပါဘူးဟုတ်ပေ20 60ခွဲစိတ်ပြီးသားမြေကွက်လေးနော်လမ်းဦးလွတ်ပါတယ်လာရောက်ဆက်သွယ်ပြီးတော့လည်းကြည့်လို့ရပါတယ်ပင်လုံတဲပေါက်အယောင်လေးကရှားပါတယ်ခွဲစိတ်ပြီးသားမြေကွက်လွတ်လေးဖြစ်ပါတယ်နော်ဈေးနှုန်းကတော့ဆက်သွယ်ပြီးမေးမြန်းလို့ရပါတယ်ခင်ဗျာအခုပဲဒါဒီမြေကွက်လေးကိုလာကြည့်နေတာနေရာလေးကတော်တော်လေးကောင်းပါတယ်ကရန်ခွဲစိတ်ပြီးသားမြေကွက်လွတ်လေးဖြစ်တဲ့ကြောင့်ဒါနာမည်လည်းတန်းပြောင်းလို့ရတယ်အိမ်ဆောက်ပြီးနေမဲ့သူတွေတော်တော်လေးကိုကောင်းပါတယ်နော်ပင်လုံတဲပေါက်အယောင်လေးကရှားပါတယ်